ကလေးတွေအရန် crazy ဖြစ်လို့နဲ့ Blippi ရဲ့ Edition Surprise အနဲ့အတူသူတို့လေးကြိုက်တဲ့မုတ်လေးနဲ့ skin care လေးတွေဒီနေ့မှာဝင်ထားပါတယ်။ဘာလေးတွေပါမလဲဆိုတော့ဝင်နေအတူတူကြည့်လိုက်ကြရအောင်။ကလေးတွေဆိုင်လာတိုင်းမပါမဖြစ်ယူသွားကြတဲ့ surprise အလေးဆိုရင်လည်းအစုံရောက်ထားတဲ့ Frozen Toy Story နောက်တစ်ခုကကလေးတွေအရန်ကြိုက်ကြမဲ့ Blippi ရဲ့ Edition ရဲ့ Robocar Polly ရဲ့နဲ့ဒီရဲ့အရန်ကိုချစ်ဖို့ကောင်းတဲ့ Unicorn အရုပ်လေးပါ Unicorn Edition လေးတွေရဲ့ပါ။ရဲ့အသင့်စား cereal ဘူးလေးတွေအပြင်ဒီလိုမျိုးဘာရတာမှထပ်ထဲစရာမလိုပဲနဲ့အထုပ်တံမှာပါတဲ့ဟာလေးကိုတခါတည်းပြုတ်ပြီးတော့အလွယ်တကူစားလို့ရတဲ့ Prego ရဲ့ pasta လေးလည်းအစုံဝင်ထားပါတယ်။စီးပြတ်သွားပြီးတော့မမီတမေးနေကြတဲ့ waterproof solution ရဲ့ဂုံမီရဲ့သွားလိုက်စီလေးရဲ့Barrier ခွင်လေးရဝင်ထားတဲ့အပြင်ဂုံမီးတွေကကြိုက်ရာယူ3သိန်းမှုပြည့်ရတဲ့ဒီရဲ့ feminine wash လေးကိုလက်ဆောင်ပေးမှာပါဒီနေ့ဝင်ထားတဲ့အဝင်လေးတွေကအရန်အကုန်မျက်နှာမလို့လိုချင်တာလေးရှိရဆိုရင်တော့ CP လေးမှာ order လေးတင်နိုင်ပါတယ်နော်